အားလုံးမင်္ဂလာပါကျွန်တော်တို့ဆရာဟင်း innovation ပဲဖြစ်ပါတယ်ဒီနေ့မှာဆက်ပြီးတော့မျှဝေသွားပေးခြင်းတဲ့ကိစ္စကဘာလဲဆိုလို့ရှိရင်အလုပ်တိုင်းမှာမရှိမဖြစ်နေတဲ့ digital skill 5ခုဒီကြောင့်မျှဝေသွားပေးမှာပါဒါကျွန်တော်မျှဝေရခြင်းရည်ရွယ်ချက်ဒီလူငယ်တွေ digital skill 5ခုကိုတည်ဆင်အဖြစ်ဒါတွေကိုကိုယ့်ရဲ့ skill တစ်ခုအနေနဲ့ဖြည့်ထားရင်ဘယ်အလုပ်မှာရောက်ကိုဒီညနေပိုင်းအားငယ်စိတ်တွေဝင်မှာမဟုတ်ပါဘူးညနေပိုင်းမလာပဲနေမှာမဟုတ်ပါဘူးပြီးတော့ဒီ skill 5ခုကဘာလဲဆရာလို့မေးရင်နံပါတ်1 social media management social media management ဆိုတာတော့ဒါရှင်းပါတယ်ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာဆိုခေတ်စားနေတဲ့ Facebook တွေ TikTok တွေ YouTube တွေကိုကောင်းကောင်းမွန်သုံးစွဲနိုင်တော့သူဖြစ်ရပါဒါ social media management ဒါပေမဲ့နေ့ကကျတော့ graphic graphic design ကိုကျွမ်းကျွမ်းကျင်ကျင်ဆွဲနိုင်ရမယ်ဒါလည်း digital skills ထဲမှာပါပါတယ် graphic design တွေကို for example ကျွန်တော် Canva tools လိုမျိုး free version တွေကိုသုံးပြီးတော့ဆွဲလဲဘာမှမဖြစ်ပါဘူးအဓိကကတော့ efficient and effective ဖြစ်ဖို့ပဲအရေးကြီးတာပါနံပါတ်ဒါဒီ graphics ဆိုတာနံပါတ်3ကကျတော့ content writing ရေးနိုင်အောင် content writing Facebook မှာတင်ဖို့ content writing ပြီးလို့ရှိရင် email တွေမှာရေးဖို့ဟာတွေ email writing တွေ quality အဲ့ဒါတွေကိုကျွမ်းကျင်နေရမှာဖြစ်ပါတယ်ဒီ3မျိုးရှိပြီနော်နံပါတ်4ကကျတော့ data entry ဖြစ်ပါတယ် data entry ကကျတော့ကျွန်တော်လက်ရှိမှာက data တွေနဲ့သုံးသပ်ဆုံးဖြတ်ကြတာဖြစ်လို့ Excel တို့ Google Sheet တို့ကိုကောင်းကောင်းကျွမ်းကျင်စွာသုံးနိုင်ကြအောင်ဖြစ်ပါတယ်နောက်တစ်ခုကကျတော့ the last ကကျတော့ဗာလဲလို့ဆရာမေးကျွန်တော်တို့ဒီ communication နဲ့ network တွေအများကြီးလုပ်နေရတာဖြစ်တဲ့အတွက် online communication tools တွေဖြစ်တဲ့ Google Meet လိုမျိုး Zoom လိုမျိုးဒါတွေကိုကျွမ်းကျင်ကျင်ပိုင်နိုင်သုံးနိုင်ရမှာဖြစ်ပါတယ်ဒီတော့လူငယ်တွေကိုအဓိကအားပေးချင်တာကဒီ digital skill 5ခုကိုသိအောင်လုပ်ပါတက်အောင်လုပ်ပါနောက်ကြလို့ရှိရင် business တွေမှာစီးပွားရေးလုပ်ငန်းတွေမှာမျက်နှာမငယ်ရအောင်စူးစမ်းကြပါလို့အထူးတိုက်တွန်းပါတယ်ဒီတော့ဒီကလူငယ်တွေအနေနဲ့ကျွန်တော်ပြောသွားတဲ့ digital skill 5ခု social media management တို့ graphic design တို့ပြီးလို့ရှိရင် content တို့ပြီးလို့ရှိရင် data entry ဖြစ်တဲ့ Excel တို့ Google Sheet တို့နောက်တော့နောက် online communication tool တွေဖြစ်တဲ့ Zoom တို့ Google Meet တို့ကိုဘယ်အရာတွေကိုကိုတို့စပြီးတော့သင်ကြမလဲဖြည့်ကြမလဲဆိုတာကိုကျွန်တော်အားရှိအောင် commitment ပေးဖို့ကျွန်တော်ဒီစက်ပေါက်ပါပဲcommitment ပေးခဲ့ကြပါအောင်ကျွန်တော်ကတော့ဘယ် scale ကိုအရင်စဖြည့်မယ်ဘယ် scale ကိုဘယ်နှစ်တွင်ပြီးအောင်ဖြည့်မယ်ပေါ့ဗျာဒါမျိုး commitment ပေးပြီးတော့တကယ်လုံနိုင်ကြခြင်းဖြင့်ကိုလူငယ်တွေစီးပွားရေးတိုင်းမှာညနာမငယ်ဖို့ပြောလဲမှာ